အားလုံးပဲမြင်လာပါရှင်ဒီနေ့ကတော့ဒေါက်တာရေမလာပြီးတော့တလားတစ်ခါလုပ်တဲ့ဒါ treatment တွေလာပြီးတော့လုပ်ဖြစ်တာပါဒီနေ့ treatment လာလုပ်တဲ့အချိန်မှာဒေါက်တာရေရဲ့ထူးခြားတဲ့အစီအစဉ်လေးပြောချင်လို့ပါဒါ New Year နဲ့ Christmas အတွက်ဆိုပြီးတော့ promotion တွေချထားရတယ်ဒါ50 80 80အများကြီးချထားတာတွေ့ရတယ်ပြီးတဲ့အခါကျတော့တိတ်မောက်ထောင်တာပါဝင်နဲ့ဒလာမပါတဲ့ cancer နဲ့အစီအစဉ်တွေနဲ့တွေ့ရအရန်ကိုပြောပါတော့ဘာမှမသက်တာနဲ့အဲ့တော့ customer တွေပေါ်မှာစိတ်လာထားပြီးတော့တိတ်မောက်ထောင်တာတန်းနဲ့ဒလာမပါ cancer မဲ့နှိုက်ခွင့်ရတယ်အဲ့တော့အမအနေနဲ့လည်းဘာမှထပ်ပါအောင်လဲဆိုရေကုန်စိတ်လောက်စားစွာနဲ့ cancer မဲ့နှိုက်ကြည့်ပါမယ်ဒီနေ့ဆိုလို့ရှိရင် cancer မဲ့နှိုက်လို့ဆိုတော့ကိုကြိုက်တဲ့ဟာလေးကုန်းတော့ကြိုက်တယ်နော်ဒါပေမဲ့ကိုကြိုက်တဲ့ဟာလေးပါလို့ဟိုကောင်းဆိုရင်ဒါလေးအဲ့ဒီလိုက်မယ်ဒါလေးပေါက်လို့ပေါ့အော် high food ကအရင်ကြိုက်တယ်တလားခွဲအနည်းဆုံးနောက်ဆုံးအနေဆုံးမှ2လလောက်ဆိုရင်ဒါထန်ကုန်မယ်အမြဲတမ်းပြည့်ဖြစ်တာ high food ဘာလို့လဲဆိုတော့မမတို့ဆိုလို့ရှိရင်ဘာမှအစီရှိတယ်ပြီးလို့ရှိရင်ဘာအိတ်တွဲတယ်ပြီးလို့ရှိရင်ဒီမေးစီတပတ်ချစ်ဖြစ်တယ်ဆိုတော့အများစုတွေရှိတာဖြစ်တဲ့အတွက်ဒီ high food ကတော့အများနဲ့အသုံးဝင်တဲ့ဟာလေးပေါက်သွားတာတကယ်တမ်းဒါဆိုလို့ရှိရင်ဒါတို့ထန်နိုင်အောင်အဲ့ဒါနေနေဒီမှာတော့ high food ကြိုက်တယ် high fat ကြိုက်တယ်ပြီးတော့ drip တွေကြိုက်တယ်အခုကြိုက်တာပဲမကြိုက်တာမှမရှိပါဘူးပြီးတော့ slim body လုပ်မယ်ဆိုလို့ရှိရင်လည်းကိုကအများနဲ့ဝေးသေးနေရဖြစ်တဲ့အတွက်ဆိုရင်ဒီမှာ resisting ဝင်ဖြစ်တယ်ပြီးလို့ရှိရင်ကိုတက်လုပ်ဖြစ်တယ်ပြီးတော့ skirt လုပ်ဖြစ်တယ်ဒါကတော့body ထိန်းတဲ့အနေနဲ့လုပ်ဖြစ်တာပေါ့နော်ဘာလေးပေါက်မယ်စီးလာမယ်လေးစားတဲ့လေးစားပုတ်ပါတယ်လေးစားဆိုလို့ရှိရင်တော့ဒါဒီမှာလာလို့ရှိရင်နှစ်ပတ်တစ်စင်းအောင်လေးစား facial လေးရလို့ဖြစ်တယ်အဲ့တော့ဒါလေးစားလေးပုတ်ပါတယ်လေးစားလေးကလည်းကိုယ့်အတွက်အများနဲ့သုံးဝင်တဲ့ treatment လေးတစ်ခုဖြစ်တယ် high food ကတော့အကြိုက်ဆုံးပါ high food ရဲ့ high fat ရဲ့ဒီမှာအကြိုက်ဆုံးပဲမလုံးရမနေနိုင်တဲ့ treatment လေးဖြစ်ပါတယ်အဲ့တော့ဒါ Christmas နဲ့ New Year မှာ promotion ကာလာကြီးနဲ့ဈေးလည်းအရင်တန်တယ်လို့ဘလောင်မပါကဲဆက်မဲ့ရတဲ့ရှိရတဲ့ကြောင့်မလို့ဒါတာကြီးကိုချင်းညံ့လို့ရတဲ့ customer တွေအားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ကျေးဇူးများတင်ပါတယ်ရှင်